Hello ပူတင်းမှာဒီနေ့တော့ပူတင်းကကိုနဲ့လိုက်တဲ့မျက်မှန်ကိုဘယ်လိုရွေးမလဲဆိုတာကိုပြောပြသွားမှာဖြစ်ပါတယ်ဒါကတော့ပူတင်းရဲ့မျက်မှန်နေပေါ့နော်ပထမဆုံးအနေနဲ့မျက်မှန်ရွေးတော့မယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့မျက်နှာ structure ကိုအတိအကျသိဖို့လိုပါတယ်ဒါဥပမာဆိုလို့ရှိရင်ပူတင်းဆိုရင်အရင်တုန်းကမျက်နှာဝိုင်းနေဖောင်းနေပေါ့နော်အခုကျမှမျက်နှာနည်းနည်းကျပြီးတော့နည်းနည်းရှေ့ V shape ပုံစံဖြစ်သွားတာဒါပေမဲ့မျက်နှာဝိုင်းတော့ပဲဖောင်းနေပေါ့နော်အဲ့ဒီတော့ဘာဖြစ်လဲဆိုတော့မျက်နှာဝိုင်းတဲ့လူတွေကမျက်မှန်အဝိုင်းနေနဲ့မလိုက်ပါဘူးပြီးတော့4000နဲ့လိုက်လားဆိုတော့လေ4000အကြီးတွေနဲ့လည်းမလိုက်ပါဘူးအဲ့တော့ပူတင်းပြမယ်အရင်တုန်းကမျက်နှာဝိုင်းတုန်းကဝယ်ထားတဲ့မျက်မှန်ဒါဆိုလို့ရှိရင်ဒါပူတင်းအရင်တုန်းကဒီမျက်မှန်တွေခေတ်စားတော့ဝယ်ထားတာဒီ Harry Potter မျက်မှန်ပေါ့နော်တမအဲ့ဒါဆိုရင်ပူတင်းနဲ့လုံးဝမလိုက်ဘူးသိလိုက်မယ်ပူတင်းရဲ့တချို့တော်တော်များများဗီဒီယိုတွေမှာဒါတက်တယ်ပေါ့နော်ဒါပေမဲ့ဒါကလေခိုင်းကတော်တော်လေးပေါ့ပြီးတော့တက်လို့ကောင်းတယ်ပေါ့အဲ့ဒါကြောင့်ပူတင်းတက်နေတာဖြစ်ပါတယ်မလိုက်ပြင်မဲ့လေပေါ့နော်တကယ်လို့ကိုယ့်ရဲ့မျက်နှာက4000ရှိတယ်ဆိုလို့ရှိရင်တော့အဲ့ခါကျရင်လည်းအဝိုင်းနဲ့မလိုက်ပါဘူး4000ကြမျက်နှာတွေက4000ဆန်မျက်မှန်အနေနဲ့လိုက်တယ်ပေါ့နော်ပူတင်းတငယ်ချင်းဆိုသူ့မျက်နှာက4000ပေါ့နော်အဲ့တော့သူဘယ်လိုမျက်မှန်မျိုးတက်လဲဆိုတော့4000ကြနည်းနည်းကြီးတဲ့မျက်မှန်မျိုးလေးတက်တယ်ပေါ့နော်အဲ့လိုမျိုးလေးလည်းသူနဲ့အရန်လိုက်တယ်ပြီးတော့နောက်ကန်အကောင်းဆုံးကဘာလဲဆိုတော့လေ V shapeမျက်နှာ V shape ရှိတဲ့လူတွေကကန်အကောင်းဆုံးပဲဘာဖြစ်လို့လဲသိလား V shape ကြတဲ့အဲ့မျက်နှာပုံစံမျိုးပိုင်ရှင်တွေကလေဘလို့မျက်မှန်မျိုးနဲ့မဆိုအကုန်လိုက်တယ်အဲ့တော့သူတို့ကထိုးအရင်တအားစဉ်းစားပြီးတော့ရွေးချယ်စရာမလိုဘူးပေါ့နော်သူတင်းတို့ဆိုရင်တော့မျက်မှန်တအားရွေးတယ်ပေါ့နော်ပြီးတော့လေတချို့တွေရှိတယ်မျက်မှန်ကိုကွာ online ကနေတွေ့တော့ဒီမျက်မှန်ကဆေးချတာဘယ်လောက်ရာခိုင်နှုန်းဘယ်လောက် discount တန်နေဘာညာနဲ့ဟို online နေဖြစ်နိုင်လို့ရှိရင်လေမျက်မှန်ဝယ်တဲ့ချိန်မှာလေ online ကနေမဝယ်ပါနဲ့ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ကိုကပုံမဲမြင်ရတာကိုနဲ့တက်ကြည့်တယ်မှာ like မလိုက်လည်းမသိတက်ကြည့်လို့လည်းမရဘူးကွာအလက်ထဲရောက်လာပြီးတဲ့မှာမကြိုက်ဘူးဆိုလည်းပြန်လဲလို့မရဘူးအဲ့တော့ဖြစ်စေချင်တာကပူတင်းအကြံပေးချင်တာကကြတော့ဒီကိုမျက်မှန်ဝယ်မယ်ဆိုလို့ရှိရင်ဆိုင်ကိုသွားပြီးတော့တေချာလေးတက်ကြည့်ပြီးတော့မှကိုနဲ့ like တာကိုတေချာရွေးပြီးတော့မှဝယ်ပါလို့ပြောချင်ပါတယ်ဒါနဲ့လေစကားမဆက်ပူတင်းဟိုအရင်တော့ကလေမျက်မှန်လုံးဖို့တော့အဲ့တော့ကမျက်မှန်ဆိုင်အတိအကျတေချာကောင်းတဲ့ဆိုင်မတွေ့သေးဘူးကွာအဲ့တော့ပူတင်းကဒီရန်ကုန်မှာရှိတဲ့ဒီနာမည်ကြီးမျက်မှန်ဆိုင်မသိရမလား celebrity နဲ့ကြော်ညာတာတော်တော်များများသိတယ်အဲ့ဆိုင်ကွာအဲ့ဆိုင်ရောက်သွားတော့ကွာပူတင်းအဲ့တော့ကအရန်ကြိုက်တာမျက်မှန်ကို4000ဆန်နေခစ်စားတာကွာအဲ့တော့ကဒီလိုမျက်မှန်တွေခစ်စားတဲ့အချိန်ကွာအဲ့တော့ဒီလိုမျက်မှန်လို့ဝယ်ခြင်းနဲ့ဒီဟာဆိုအဲ့ဆိုင်မှာဒီမျက်မှန်ကိုမေးတာ8000ဝယ်အဲ့နဲ့နောက်ကျတော့ပူတင်းရဲ့အတိတယောက်ကနေပြီးတော့ဆိုင်တစ်ဆိုင်ကိုညှောတာကွာအဲ့ဆိုင်ကိုတော့အဲ့ဆိုင်ကလည်းကျန်တဲ့ဆိုင်ရဲ့ဈေးထက်ဝက်လောက်တက်တာတဲ့ပြီးတော့အရန်လဲကောင်းနေတဲ့စီနာလည်းအရန်ပါတယ်စမ်းသက်ခါလည်းမပေးရအောင်မျက်စိစမ်းလို့ရှိရင်အလကားတယ်ဟိုတခြားသိရမလားနာမည်ကြီးဆိုင်တွေမှာဆိုရင်မျက်စိစမ်းလို့ရှိရင်တစ်ခါစမ်းဘယ်လောက်ဆိုပြီးပေးရတယ်လေအဲ့ဒါနဲ့ပူတင်းတို့အဲ့ဆိုင်ကိုရောက်တော့ဒီမျက်မှန်ဟိုလုံးဝတပုံစံနဲ့ဒီဇိုင်းကစတပုံစံနဲ့ချွတ်ဆိုအကုန်တစ်ထည်ရတယ်ပဲဟိုမှာ8000ခွဲဆိုတဲ့မျက်မှန်ဟိုအဲ့ဆိုင်မှာ2000ခွဲနဲ့ရလာအဲ့လိုပေါ့နော်အဲ့တော့အရန်ကိုတန်တယ်အဲ့ဆိုင်ကပူတင်းညှိုးပေးမယ်ဒါကြော်ညာတာမဟုတ်ဘူးနော်တက်ဒါပူတင်းကိုယ်တိုင်အဲ့ဆိုင်မှာလုံးကြည့်ပြီးတော့မျက်မှန်တွေပါတွေဝယ်ကြည့်လုံးကြည့်စမ်းသပ်ခဲ့ပြီးတော့မှဒါ honest review ပေးတာပေါ့နော်အဲ့ဒါနဲ့ပူတင်းအမှအရင်တော့မျက်စိအမှသွားဆန်းရောအဲ့နာမည်ကြီးဆိုင်မှာပဲသွားဆန်းတော့ပြီးတော့မျက်မှန်လုံးတော့လေဟာမူးတယ်နဲ့ဘယ်ဟုတ်မလဲပါဝါနဲ့လုံးဝမရှိတော့ဘူးလေစလင်ဒါတဲ့တက်သွားတယ်ဆိုပြီးတော့နောက်ကျတော့တေချာအဲ့ဆိုင်ရောက်တော့မှတေချာပြန်ဆန်းကြည့်တော့မှပါဝါနဲ့စလင်ဒါကိုလွဲပြီးတလွဲတွေပြီးတာပါဝါတက်သွားတာစလင်ဒါလုံးဝပျောက်သွားတာကွာအဲ့လိုမျိုးတွေပေါ့နော်အဲ့ဆိုင်မှာမျက်စိစစ်လို့ရှိရင်လည်းလုံးဝကိုစိတ်ချရတယ်အတိအကျထွက်တယ်လုံးဝစမ်းသပ်ခမပေးရဘူးဆိုပေမဲ့လည်းဟိုလိုမျိုးဖြစ်ကြတဲ့ဆိုင်ကြီးမလုပ်ပေးဘူးအရန်စီတနာပါတယ်အဲ့ဆိုင်ကပူတင်းပြောတဲ့ဆိုင်ကတော့ဒီဆိုင်ပေါ့နော်သူကရွှေဘုံသာလမ်းမှာရှိတယ်အဲ့လိုမျိုးဒီသူ့စီမာကလေလုံးဝနောက်ဆုံးထွက်တဲ့နောက်ဆုံး latest ဒီ model အဲ့လိုမျိုးဘယ်လိုပြောမလဲမျက်မှန်ကိုင်းတွေကစားနောက်ဆုံးပေါ်ဟာတွေကစားအကုန်ရှိရကွာနောက်ဆုံးအဲ့မှာချက်ချင်းမျက်မှန်လုပ်တယ်ဆိုတော့ချက်ချင်းရတယ်ကွာပူတင်းဟာဆိုလို့ရှိရင်ကွာမိနစ်20ပဲကြာတယ်တခါတည်းထောင်စောက်ယူသွားရောတကယ်လို့ကိုကမအောင်စောက်မြူနေအောင်ဆိုလို့ရှိရင်လည်းသူတို့စီမှာလေမျက်မှန်လုပ်ပြီးတော့ထားခဲ့လို့ရတယ်နောက်နေ့ကျရင်သူတို့ delivery နဲ့ပို့ပြီးတယ်ပေါ့နော် delivery service လည်းရှိတယ်အခုခေတ်မှာကွာမာလာရှန်ကောဝယ်စားရင်တော့မှ3000 4000လောက်ကြာနေတဲ့ကိစ္စမျက်မှန်တစ်လက်ကို1000ကျော်တယ်နဲ့မျက်မှန်တစ်လက်ကို1000ကျော်တယ်နဲ့ရတယ်2000ကျော်2000နဲ့ရတယ်ဆိုတော့ဒါတော်တော်ကိုတန်တယ်ပေါ့နော်အဲ့တော့မျက်မှန်သမားတွေကလေမျက်မှန်ဘာတအားဒုက္ခရောက်တာအဲ့ဒါမျက်မှန်သမားချင်းပဲတည်တယ်ဟိုအပြင်တော့အဝေးမုံဆိုရင်ပူဆိုးတယ်တည်လားမျက်မှန်ဘာဟောစမ်းတဝါနဲ့တည်တယ်မလားအမောင်ကဘာထဲမှာလမ်းပြောင်းနေသလိုပဲအဲ့လိုမျိုး
အဲ့တော့အဲ့မျက်မှန်သမားတွေအတွက်ကလေမျက်မှန်တစ်လက်ကလေအရန်အရေးကြီးတယ်အဲ့တော့ဘယ်လိုပြောမလဲပူတင်းပြောတဲ့ဆိုင်ကလေဒီမြို့ထဲရွှေဘုံသာလမ်းမှာရှိတယ်မတော်ရင်ကြိုးပြီးတော့ဖုန်းဆက်ပေါ့နော်ပူတင်းဖုန်းနံပါတ်တွေပါတယ် page လိပ်စာတွေပါတယ်အကုန်လုံးချထားပေးမယ်ဒီသူ့ဆိုင်မှာရတဲ့မျက်မှန်လေးတွေလည်းဒီမှာရှိရပေါ့နော်ပြထားပေးမယ်ပြီးတော့အမှကားပေါ့နော်ပါဝါမျက်မှန်နေမဟုတ်ဘူးနေကမျက်မှန်အားစားအကုန်ရှိတယ်ကွာတိလားမျက်မှန်အဲ့ဆိုင်မှာလေမျက်ဆိုင်လေးရတာကွာနည်းနည်းဘယ်လိုပြောမလဲတခြားဆိုင်လေးရှင်နည်းနည်းလေးကျင်းနေတယ်ပါတယ်ဆိုပေမဲ့ဆိုင်မှာမျက်မှန်အလက်ပေါင်း2000 3000လောက်ရှိတယ်တိလားတော်တော်ကိုများပူတင်းဆိုအဲ့ဆိုင်ရောက်ဘယ်ဟာရွေးလို့ရွေးရမှမသိဘူးရွေးချယ်တတ်တော့အရန်များလောက်လို့အဲ့တော့ဒီမှာပူတင်းအဲ့ဆိုင်ကလောက်လာတယ်မျက်မှန်တွေကိုပြမယ်တခြားဆိုင်မှာဆိုရင်လေဈေးတွေကအော်ပြန်နေတာပူတင်းခုနပြောတဲ့ဒီမျက်မှန်ဆိုလို့ရှိရင်အဲ့ဆိုင်မှာလောက်လာ2000ဝယ်ပဲပေးရတယ်ဒီမှာကြည့်2000ဝယ်အဲ့တော့ပူတင်းလိုမျက်နှာဆိုလို့ရှိရင်ကွာမျက်မှန်မျက်နှာမဝါအဝိုင်းဆိုလို့ရှိရင်မျက်မှန်ကို4000မကြအဝိုင်းမကြလေးရွေးအားဆိုလို့ရှိရင်ကိုယ်နဲ့လိုက်တယ်ဒီမျက်မှန်ဆိုလို့ရှိရင်သူကနေရောင်နဲ့သွားလို့ရှိရင်အမဲပြောင်းသွားတာနေကမျက်မှန်လိုမျိုးဖြစ်သွားတဲ့ဟာပေါ့နော်ဒီဟာကကြတော့ rose gold color လေးဒီဟာဝယ်တော့ကလည်းဘယ်လောက်2000ဝယ်ပဲထင်တယ်တော်တော်လေးတက်တာဒါဆိုရင်မထင်ရအောင်လူတွေကအပြင်သွားလို့ရှိရင်လေပူတင်းဒီဟာကိုတက်သွားပြီးလို့ရှိရင်အပြင်သွားလို့ရှိရင်ကွာမေးကြတယ် fancy လားဂိုင်းကဈေးကြီးမဲ့ပုံမဲ့3သိန်းကျော်ပူတင်းတငယ်ချင်းတယောက်ရောက်ပြီးဒီဂိုင်းကိုတက်ကြည့်ပြီးဟဲ့ငါမျက်မှန်လေးဘယ်လောက်ပေးရတယ်လို့ထင်တယ်3သိန်းဝယ်လောက်တော့ရှိမှာပေါ့မဟုတ်ဒါ2000ဝယ်ပဲရှိဒီမျက်မှန်တကယ်2000ဝယ်ပဲရှိတာပြီးတော့ဒီဟာနောက်ဆုံးဒီပူတင်းဒါနောက်ဆုံးလောက်ထားတဲ့ဂိုင်းပေါ့နော်ဒါလေးကတော့သူကဘယ်လိုပြောမလဲကော်ဂိုင်းဒါပေမဲ့ကော်ဆိုပေမဲ့နည်းနည်း quality ကောင်းတဲ့ကော်ပေါ့နော်ဒါဆိုလဲ2000ကျော်လောက်ရှိမယ်ထင်တယ်ပူတင်းဈေးတော့တေချာမမှတ်မိဘူးဒါပေမဲ့လုံးဝ3-4,000မကျော်ဘူးကွာတိလား1000ကျော်2000ဝန်းကျင်နဲ့လုံးဝ quality ကောင်းဂိုင်းတစ်ခုရတယ်ကွာအဲ့ဆိုင်မှာတကယ်တေချာပေါက်ရတယ်ဒီဟာဆိုလို့ရှိရင်ဒီမှာဒါဆိုလို့ရှိရင်လည်းဒီမှာဒီဂိုင်းဆိုရင်လေသူကအရန်ပေါ့တယ်ကွာအဲ့တော့ဘယ်လိုလဲဆိုမြန်တက်ထားလို့ရှိရင်လေတက်ထားမှန်းတော့မသိရဲနဲ့လုံးဝပေါ့ပါနေရပဲမျက်မှန်တက်ထားတယ်လို့ကိုမခံစားရတာအဲ့တော့ကွာနောက်တစ်ခုကဘူးလေးဗာပြောချင်တယ်ဆိုအခုမှမျက်မှန်စားတက်မဲ့လူတွေဆိုလို့ရှိရင်လေဂိုင်းကိုပေါ့လေးတွေပဲရွှေ့ကွာတချို့ကျတော့ဂိုင်းလာလို့ဆိုပြီးစတီးဂိုင်းတို့ပါတော့နည်းနည်းလေးတဲ့ဂိုင်းတွေရွှေ့တယ်အဲ့တော့ကြာတော့ဘာဖြစ်လဲဆိုတော့မျက်မှန်ဒီမှာထောက်ပြီးတော့ထိန်းထားဟုတ်တယ်ဟုတ်အဲ့တော့ကြာလို့ရှိရင်မျက်ရိုးကြိုက်တာတို့နှထင်ကြိုက်တာတို့ခေါင်းကြိုက်တာအဲ့လိုမျိုးတွေဖြစ်တတ်တယ်အဲ့ဒါကြောင့်မလို့ကိုကအခုမှမျက်မှန်စားတက်မယ်ဆိုလို့ရှိရင်ဂိုင်းကိုပေါ့တဲ့ဂိုင်းကိုစပြီးတော့ရွေးပြီးတော့ပေါ့ဂိုင်းပေါ့လေးတွေအရင်ရွေးပြီးတော့စတက်ဆိုပြီးတော့စတက်ဖို့ပူတင် recommend ပေးတယ်ပေါ့နော်အဲ့ဒါနဲ့လေပူတင်အဲ့နောက်ပိုင်းမှာဆိုလို့ရှိရင်တခြားပဲမျက်မှန်ဆိုင်မှာမသွားတော့အဲ့ဆိုင်မှာပဲလုပ်ဖြစ်တယ်ပေါ့နော်ဘာလို့ဆိုဈေးကလည်းတော်တော်တက်တာတယ်သူ့စီမှာမှန်ဆိုလို့ရှိရင်လည်းတော်တော်ကိုတက်တာတယ်ပေါ့နော်မျက်မှန်ဂိုင်းတစ်လက်အပီးအစီးမှာ4000စွန်းစွန်းနဲ့ပဲ4000စွန်းစွန်းပဲကြာတယ်အဲ့တော့ကွာမာလာရှားဘောတပွဲစာပဲရှိတယ်ကွာသိလားအရန်တန်အဲ့တော့ပူတင်ပြောတာဟုတ်မဟုတ်ဆိုတော့အဲ့ဆိုင်ကိုလေသွားကြည့်တကယ်သွားကြည့်လုံးဝ तू ကလေလိုတယ်မလိုအဲ့လိုမလိုတဲ့ဟာဆိုတော့မလုပ်ခိုင်းဘူးနော်ကိုကအဲ့ဂိုင်းကြိုက်တယ်ဆိုလို့ရှိရင်တော့အဲ့ဂိုင်းက quality မကောင်းဘူးဆိုလို့ရှိရင်တော့ तू ကမယူခိုင်းညီမလေးဒီဟာကမကောင်းဘူးဒီဟာယူလို့ရှိရင်ဘယ်နှလားပဲခံမှာအကျိုးမှာအဲ့လိုမျိုးဒီထက် quality ကောင်းတဲ့ဟာဒါရှိတယ်ဒါယူအဲ့လိုမျိုးဈေးပေါ်မူတည်တာမဟုတ်ဘူးကွာသိလားကိုကြိုက်တဲ့ဂိုင်းကဈေးကြီးတယ် तूကောင်းတယ်ဆိုပြီးညွှန်ပေးတဲ့ခိုင်ကအဲ့ထက်ဈေးတက်တာရယ်ကွာတိလားအဲ့တော့ဘယ်လိုပြောကိုနဲ့ကြိုက်တယ်ကိုနဲ့ဘယ်လိုပြောမလဲကိုနဲ့လိုက်တဲ့မျက်မှန်ပြီးတော့ဈေးလက်တက်တာမျိုး quality ကောင်းတဲ့ဟာမျိုးသူကတေးထားရွေးချယ်ပြီးတော့ညွှန်ပေးတာကွာတိလားစေတနာအရန်ပါတယ်အဲ့တော့ပူတင်းပြောတဲ့ဆိုင်ကိုရှင်တို့သွားကြည့်တကယ်ပူတင်းပြောတာဟုတ်လားမဟုတ်လားဆိုပြီးလို့ရှိရင်လည်းသွားကြည့်ပြီးသွားရင်လည်းပူတင်းကို honest review လေးလည်းပြန်လာပေးကြအောင်နော်အဲ့တော့ပူတင်းဒီနေ့တင်တဲ့ဗီဒီယိုလေးကဘာလဲဆိုတော့ပူတင်းလိုမျိုးတသိန်းမျက်မှန်တစ်လက်ကို3ကျော်ပေးပြီးတော့ဂျင်းမိမှာဆိုလို့မမိအောင်လို့ရှင်တို့လာပြောပြတာပေါ့နော်အဲ့ဒီတော့အားလုံးပဲနောက် vlog မှာပြန်တွေ့ရမယ် bye bye